salare 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 pasari lelo me ba ne pasari lelo me ba ne ni me ko ni matana lo khotokala ne thai lai de 900 ရတယ်ဟုတ်ပဲဒီပဲတပိတ်လေးတောက်မယ်ပတ်စံပေးကွယ်အကြကွေးကျွေးမယ်ငတ်ကိုငတ်တယ်ရှုပ်ရှုပ်ငတ်တယ်ပါစာလေးစာရေးရတာဟုတ်ကဲ့တိုးတဲ့တိုးတခြားလောက်ကဘယ်နဲ့တိုးနေတိုးဟုတ်ကဲ့ကိုခင်လိုက်မင်းငါ့ကိုရေးတာဟုတ်တယ်မခင်လိုက်ကိုရေးတာမခင်လိုက်မှာကိုခင်လိုက်နဲ့ကိုခင်လိုက်ရလေတဲ့အရင်လဲချောတာပဲတဲ့လာပြန်ပြီကိုနေကျွန်တော်ပါသွားတယ်သူရေးတာငါမလုပ်တတ်နိုင်ဘူးထားလိုက်ပါကိုနေကျော်ဟိုကိုနေကျော်ကိုခင်လိုက်ရလေတဲ့ရုပ်ကလေးလည်းအရင်ချောတယ်တဲ့အတန်လည်းအရင်ကောင်းတယ်တဲ့ဘယ်သူကမြောက်ပေးလိုက်ပြန်မသိဘူးမဟုတ်တာရေးတာလားမတတ်နိုင်ဘူးပြောအဲ့ဆိုလည်းပြောပြက်ဆက်ကလည်းတအားကောင်းတာပဲသိလားဘယ်တော့မှပြက်ဆက်သွားကြတာတော့လို့ပြီးခဲ့တဲ့နေ့ကကတာပြီးခဲ့တဲ့နေ့ကကတာပြောနေတယ်ကိုကလိုင်းတဲ့ဟိုကိုကလိုင်းကတဲ့ drama လေးဆိုအရင်ရီရတာပဲတဲ့ drama ဘယ်လိုရီရမလဲ drama တော့ငိုရတယ်လို့ drama ကရင်လည်းငိုရတယ်တဲ့ရီစရာကရင်လည်းရီရတယ်တခါတည်းဆက်ပြောလိုက်တာ drama တွေကပြက်ဆက်အကုန်ကောင်းတယ်ကိုကလိုင်းတဲ့တချင်းလေးတပုတ်ပုတ်တွေကတပုတ်ပုတ်လောက်တဲ့အာကကြပါတာပတ်ချေပတ်ချေကခိုင်းနေတာမဟုတ်ဘူးတပုတ်ဆိုရင်တပုတ်လိုက်ရှင်းမလေးတပုတ်ပုတ်တွေကတပုတ်ပုတ်ငါလုံးမိမယ်နော်မြင်တယ်တားလို့တာငါတူမလေးလည်းမြတ်တွင်းနေကြဟုတ်ပြီတားလို့လည်းကိုခလိုင်းရေးတဲ့တအားတော်တာပဲကိုခလိုင်းရေးကိုခလိုင်းအဲ့တော့တချင်းလေးတပုတ်လောက်ဆိုပေးပါလားတဲ့နော်ဟုတ်ကဲ့ဩနှင်းပြောက်တဲ့ຫນွေတဲ့ကိုလမ်းမွေးတဲ့တချင်းလေးပါတဲ့အဲ့လေဒီဆိုပေးပါတဲ့စုတော်ငွေ9သိန်းချက်ကိုတော့လာမယ့်နှစ်စပားပေါ်ရင်ပေးပါမယ်တဲ့ပြန်ပြောလိုက်ပါကောက်ရမှဒါပေးပါလို့နော်ကွင်းထဲမှာတဲထိုးပြီးစောင့်နေမယ်နော်ဟုတ်ပါပြီအဲ့တော့တချင်းလေးဆိုပေးမယ်နော်ဆိုပေးလိုက်ပါဒါတော့ကျွန်တော်ကိုကလိုင်းကိုတောင်းဆိုတာဖြစ်တဲ့အတွက်မို့လို့ပရိသတ်တွေလက်ခုပ်လေးတစ်ချက်လောက်တီးပြီးအပြဖုံ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 လက်ခုပ်ပြီးတယ်တီဗီတွေကတီးတဲ့ခါကျတော့ပြန်ဆန်ထွက်လာတဲ့အတန်ကျတော့အဲ့အတန်မှမြည်တော့ဖုံ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 အားရစိတ်ပါကြပါဆိုပါဟုတ်နော်ဟုတ်ကဲ့ပါကဲစိန်ကြီးဖို့ရေကိဘကူတော့မပြောနဲ့မရှိတော့ဘယ်ဘယ်ရောက်သွားမှာတော့စောနာကဘာလဲအကူပြောတာနတ်ဒိုးဆိုလားဘာလားအကူတီးခိုက်လိုက်တာအဲ့မှာဟာပေါ်တာအကူခင်ဗျာရုပ်ကဒီကပြောတာနဲ့ခင်ဗျာတီးတော်လီဗျာဆိုတာအဲ့စိတ်ဆိုးပြီးထသွားပြီအဲ့ကြောင့်ကျွန်တော်အကူဆိုချင်းဆိုလွတ်ထားလိုက်ရွတ်တီးပြီးမှာအဲ့ကြောင့်ပြောတာလေအကူဆိုချင်းဆိုကျွန်တော်လွတ်ထားပေးလိုက်တာကိုယ့်ကိုအလွတ်တာဆိုပေးလိုက်ဟာကိဘစင်ငါ့ကိုစိတ်ကောက်သွားစိတ်ကောက်သွားတာပေါ့အကူကသွားကောတာမဟုတ်တာလဲကောတယ်ဟုတ်တာလဲကောတယ်ဟုတ်တယ်လို့ဩငါ့ကိုစော်ကလို့တကယ်လေဖြတ်ပြီးဒီကောင်မှမပြောလားအခုနောက်တစ်ပတ်ထပ်ပြအောင်ဆိုပြီးတော့ဒီလိုတွေဖြစ်နေဟုတ်ပြီကဲတော့လေဖြတ်မရှိလဲငါဆိုဟုတ်ဒီဘုတ်ဆရာမရှိလဲငါဆိုညီလားတခုကူညီပြီဟုတ်တိတ်လေရုံမပြောင်းပါဒီလုံးမပါတော့လည်းမကောင်းအဲ့နင်းပြောက်တဲ့လူကသူကနေအကျဲလေးစီးဝါးလေးနဲ့ဆိုလဲရတယ်အဲ့ကောင်စီးဝါးလေးငေါ့တီးပြီကျွန်တော်ကစီးဝါးတီးကျွန်တော်လူကျွန်တော်အခုနဲ့ကားပူလာတာလေကျွန်တော်စီးဝါးတီးတယ်မှာတော့အစိုးရကျွန်တော်စီးဝါးသွားတီးမှာပေါ့ကိုရဟုတ်ပါဘူးတီးလိုက်ပါမင်းက